အခုဒါကျွန်တော်ဆင်ပေးထားတာကရိုးရိုးပုံမှန်ရက်သေးရွာထဲမှာပဲသုံးတယ်ဟလားဒီမင်္ဂလာဆောင်ပွဲသုံးအသေးလေးတွေအတွက်ပဲအသေးလေးဆိုပေမဲ့အောက်ကကျွန်တော်ဆင်ပေးထားတာကဒီ118တာဘူပါမယ်သူကကျတော့တကယ်ဒီစက်ဥဖာကိုတကယ် heavy သုံးမှဆိုတော့118တာဘူမှာသူကဒီကွိုင်ဆိုင်6လက်မနဲ့ပေါ့နော်ကွိုင်ဆိုင်6လက်မဝတ်3000နဲ့တကယ် heavy ဆင်ထားတယ်ဒါပေမဲ့အပေါ်ကကျတော့12လက်မ12လက်မကကျတော့ကျွန်တော်တို့ဒီဝက်400ပဲတကယ်တမ်းကျွန်တော်တို့ဒီအပေါ်တန်အောက်တန်ပေါ့နော်ပြန်ပြီးတော့တွက်ကြည့်နေဆိုရင်အပေါ်တန်အောက်တန်ကျွန်တော်ဒီ balance မဖြစ်ဘူးအောက်လုံးတန်များနေပဲအပေါ်တန်နည်းနေပဲဒါပေမဲ့တခုရှိတာကများတာကျွန်တော်တို့ကထိမ့်ဖွင့်လို့ရတယ်နည်းတာတင်ဖွင့်ရင်တော့ speaker အတွက်အနေနဲ့များတာအောက်ကဝက်3000 18နှလုံးအပေါ်ကဝက်400 12နှလုံး18တန်ကတကယ် heavy သွားမယ် coin size 6လက်မှဒီ33လက်မှ speaker coin size နဲ့သွားမယ်အပေါ်က12လက်မှဆိုတော့တကယ် vocal တန်လေးတွေကပို့ပြီးတော့လှတာပေါ့နော်12လက်မှဆိုတော့မိဟိုက်တန်ပို့ပြီးတော့လှခြင်းနေဆိုရင်ကျွန်တော်တို့ကဒီ speaker coin size သေးလေမိဟိုက်တန်ပို့ပြီးတော့လှလေဟို speaker ကြီးတိုင်းလည်းကောင်းတာမဟုတ်ဘူးပေါ့နော် speaker ကြီးရဲဆိုရင်ကျွန်တော်တို့က mic 3နေဆိုရင်အတန်လုံးတုတ်သွားတာလို့ဒီ frequency ပေါ့နော်ဘက်ကန်နေကျွန်တော်တို့ဒီထိမရတာလို့အပေါ်ကဒါစနစ်သုံးထားတာဆိုတော့မိဟိုက်တန်ကိုကျွန်တော်တို့ကတကယ်ဟို side တွေပါတယ်ဖွင့်နေဆိုရင်ပို့ပြီးတော့တိတာတယ်အတန်ကာလာဟလားတလုံးကြီးစီကျွန်တော်တို့စစ်ထွက်တာဆိုတော့ဂျားရဲကကျွန်တော် crossover 2လုံးပေါ့နော်2လုံးခံထားတယ်18တွက်ကကြတော့ woofer တီးတဲ့ဆင်ပေးထားတဲ့အနေထားမှာအပေါ်ကဒီ12လက်မှာ112စနစ်တဆန်လေးကိုမှ speaker ဝက်400နဲ့ height ကကြတော့ကျွန်တော်တို့ဒီ2လက်မှာပေါ့နော်တိုက်တယ်နီရဲ့2ထက်နဲ့2လက်မှာထည့်ပေးထားတယ် height ကိုကျွန်တော်တို့ဒီ3လက်မှာအကြီးဆုံးထည့်ပေးမထားဘူး height တန်နေရများပြီးတော့ speaker တန်ကိုကျွန်တော်တို့ဒီမလိုက်နိုင်မှာဆိုလို့ပေါ့နော်အပေါ်နဲ့အောက်တစ်ခါနဲ့ balance ဖြစ်အောင်ကျွန်တော်တို့ပြန်ပြီးတော့ချိန်ထားရတယ်အပေါ်က112ဒါပေမဲ့တချို့ကကြတော့ဒီ112ကကြတော့ဟိတ်ဟန်သေးလို့ပေါ့နော်ဟန်သေးလို့ဆိုပြီးတော့115 3ညင်ထားတဲ့ကြားတဲ့သူတွေကတော်တော်များတယ်112နဲ့115ပေါ့နော်ဘာကွာသွားမလဲဆိုတော့ကျွန်တော်တို့ဒီရိုးရိုးပုံမှန်အပေါ်ရန်အနေထားလောက်ပဲရှင်းကြည့်မယ်ဆိုရင်ပေါ့နော်ဒီ15လက်မကကြတော့ဟို speaker လဲ size ကြီးသွားပြီအိမ်ကွန်လဲ size ကြီးသွားတာဆိုတော့အခုမှစဆင်တဲ့ဟိုဆက်စီရတယ်ဆိုရင်ဒီ15လက်မကိုအများဆုံးသုံးညင်ကြတယ်ပေါ့နော်တကယ်တမ်းကျွန်တော်တို့ကဒီအောက်ကပေါ့နော်ဒီစက်ဥဖာ18မပါဘူးဆိုရင်15သုံးမယ်ဆိုရင်အဖွင့်တိုင်းမှာတကယ် heavy သုံးလို့ရတယ်နောက်ဆုံးအဆင့်ကျွန်တော်တို့ကဒီ18ထဲမှာပေါ့နော်ဟို18 speaker ဝက်သေးလို့အောက်ကဒီစက်ဥဖာတန်မလိုက်နိုင်ဘူးဆိုရင်တော့မှ15လက်မကနေကျွန်တော်တို့ဒီစက်ဥဖာတန်ထည့်ပြီးတော့အဖွင့်တိုင်းမှာတကယ် heavy သုံးလို့ရပြီဒါဆင်ပေးထားတဲ့အနေထားမှာပေါ့နော်စုစုပေါင်း speaker 4လုံးပေါ့နော် speaker 4လုံးအနေထားမှာ amplifier ဘယ်နှလုံး300မလဲဆိုပြီးတော့လာမေးတဲ့သူတွေလည်းတော်တော်များတယ် speaker 4လုံးကအပေါ်နဲ့အောက်နဲ့ကကျွန်တော်ဒီ size မတူဘူးเนาะစနစ်နဲ့ကျွန်တော်သုံးပေးထားတာအောက်က18ဒါပေမဲ့ကျွန်တော်ဒီ amplifier ကိုတစ်လုံးနဲ့ပဲသုံးပေးထားတယ်ဒီကျွန်တော်အခုအနေထားမှာပေါ့နော်သုံးထားတဲ့ amplifier က18လက်မမောင်းတဲ့ amplifier watt 6000 watt 6000 amplifier တစ်လုံးနဲ့ပေးထားတယ်ပုံမှန်အားဖြင့်ပြောမယ်ဆိုရင်အဲ့ watt 6000 amplifier က18လက်မဆိုရင်ကျွန်တော်တို့ဒီတစ်ချမ်းကို2လုံးနဲ့4လုံးမောင်းလို့ရပြီဒါပေမဲ့အဲ့ watt 6000ကျွန်တော်တို့ဒီ amplifier တစ်လုံးနဲ့တစ်ချမ်းကကျတော့12လက်မ mid height ပေါ့ mid height စနစ်တစ်စုံမောင်းမယ်အောက်ကတစ်ချမ်းဒီ B ချမ်းကကျတော့ကျွန်တော်တို့ဒီ118 18နှလုံးမောင်းမယ်ဒါပေမဲ့တစ်ခုရှိတာကကျွန်တော်တို့ဒီ A ချမ်းကကျတော့ mid height မောင်းထားတာဖြစ်တဲ့အတွက် mid height ဘက်ကိုကျွန်တော်တို့ထိမောင်းမှရမယ် mid height ကကျတော့ဒီ12လက်မဖြစ်သွားပြီစနစ်ဘက်ဆိုတော့ speaker အရွက် size သေးတာဆိုတော့ mid height ဘက်ကိုထိမောင်းအောက်ကကျွန်တော်တို့ဒီ18ဘက်ကျတော့ woofer တီးတန့်ပေးတာဆိုတော့ woofer တီးတန့်ပေးတဲ့ line ဆိုရင်ကျွန်တော်တို့ကဒီ amplifier ကနေမှ gate ဆုံးတင်ပြီးတော့ဒီ crossover ကနေပဲကိုလိုတဲ့အတန်ပမာဏကိုကျွန်တော်တို့ကပြန်ပြီးတော့လှုပ်ပေးတာပေါ့တကယ်လို့ကိုကအခုမှစပြီးတော့ဆက်စားထောင်းတယ်ဟလာဒီလက်ကလည်းအသားမကျသေးဘူးဆိုရင်ကျွန်တော်တို့ဒီနိုင်လက်တန်လို့ပေါ့နိုင်လက်တန်လို့ပြောမယ်ဆိုရင် amplifier ကနေမှ2နာရီအနေထားလောက်ကိုတင်ပေါ့2နာရီအနေထားလောက်ကိုတင်ပြီးတော့ crossover ကနေမှကိုလိုအပ်တဲ့အတန်ပမာဏကိုကျွန်တော်တို့ကပြန်ပြီးတော့လှုပ်ပေးတချို့ကကြတော့ရှိတယ်ဗျဒီ amplifier ကနေမှကျွန်တော်တို့ဒီပေါ့နော်နိုင်လက်တန်လို့ဟို8နာရီ9နာရီလောက်ထိပဲတင်ထားတယ်တကယ်တမ်းကျွန်တော်တို့ကအပေါ်ကနေမှဒီ crossover ကနေမှကိုလိုတဲ့အတန်ပမာဏကိုဆွဲတင်နေရဆိုရင် speaker မှာလိုအပ်တဲ့ force ကအပြည့်မရောက်တော့ဘူးအဲ့တော့ဒီ speaker အရွက်တွေခုံတာလို့ဟလား
မလိုအပ်ဖက်နဲ့ speaker အရွက်တွေကရှေ့တိုးနောက်ဆုတ်အလုံးလုံးနေတာလို့speaker တက်တန်းอ่ะပေါ့နော်တနစ်ခွဲလောက်ခံမဲ့နေရာမှာကျွန်တော်တို့4-5-6လလောက်နဲ့အရွက်တွေပျော့လာတာဟလာ spider တွေကျလာတာဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ amplifier ကနေမှာဖြစ်နိုင် amplifier ကနေမှာကျွန်တော်တို့မလျှော့နဲ့ပေါ့နော်အနည်းဆုံးနိုင်လက်တန်12နာရီလောက်တော့တင်ပြီးတော့ကိုလိုအပ်တဲ့အတန်ပမာဏကိုကျွန်တော်တို့ကဒီ crossover သို့မဟုတ် miser ကနေထိန်းတာအကောင်းဆုံးပဲ